ဒီ2025ကုန်း2026အစပိုင်းမှာအိမ်တလုံးပိုင်ဆိုင်ရမယ့်နေနံခွာလီလေးခုအကြောင်းကိုဆရာပြောပြပေးမယ်။သူတို့ကတော့အိမ်ပိုင်ရရှိမဲ့သူတွေဖြစ်တယ်။ဒီ2025ကုန်းကနီးဒါမှမဟုတ်ကုန်းပြီးပြီးချင်း2026အစပိုင်းမှာပဲအိမ်တလုံးလွယ်လွယ်ကူကူပိုင်ဆိုင်ရရှိမဲ့နေနံခွာလီလေးခုရှိတယ်။အတိတ်နမိတ်ကောင်းဆိုတာလက်ခံယူရတာဖြစ်လို့အိမ်တလုံးပိုင်ဆိုင်ရရှိပါစေလို့ကောမန့်မှာရေးပေးသွားပါလို့ကောမန့်ပေးခြင်းအပြင်စွမ်းအင်ဒီကူးဆက်ပြီးကောင်းသောစကားရဲ့အကျိုးကိုခံစားရမယ်နော်ဒီ2025ကုန်တာနဲ့ချက်ချင်းလက်ငင်းကိုအိမ်ပိုင်ရရှိမဲ့နေနံဖွာလေးခုရှိပါတယ်။အိုးအိမ်ပိုင်ဖြစ်ရအောင်လဲရရလေးပြုလုပ်ပေးရမှာမို့တေချာလေးနားထောင်ပြီးလိုက်နာလှုပ်ဆောင်ပေးပါ။အခုချက်ချင်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရေကွက်တန်းထန်လေးတဲ့ရေအေးအေးလေးထက်တကြားထက်ဒီတကြားရေချမ်းဆက်ကလှူဒန်းပေးပါပြီးရင်အိမ်တလုံးပိုင်ဆိုင်ရရှိရပါစေလို့ဆုတောင်းပါဘာလို့တကြားရေချမ်းလှူရရင်လဲဆိုတော့ဖះရှင်ပြိနိဗ္ဗာန်ပြုပြီးနောက်သာသနာကိုသာသနာတရားကဗုဒ္ဓတရားမင်းကထိမ့်သိမ်းဆောင်ရှောက်နေတာကြောင့်ဒီတရားထက်ကိုယူပြီးတရားရေချမ်းဆက်ကလှူဒန်းရတာဖြစ်ပါတယ်ပြီးတော့ငှက်ကလေးတွေနားနေနိုင်အောင်အိမ်အယုံလေးတွေကိုတစ်ပင်ဒါမှမဟုတ်မိမိရဲ့အိမ်အမြင့်တနေလာမှာထားပေးပါဒီ2025ကုန်တာနဲ့ချက်ချင်းလက်ငင်းအိုးအိမ်ပိုင်ရရှိလိမ့်မယ်အိမ်ဆောက်ဖို့ငွေဝင်လာတာပဲဖြစ်ဖြစ်အကျွေးစနစ်နဲ့ရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အိမ်ရောင်းတဲ့သူကငွေလိုလို့ရှိတဲ့လောက်လေးပေးထားနောက်မှတဖြည်းဖြည်းဆက်လို့ပြောတာပဲဖြစ်ဖြစ်မိတ်ဆွေတွေကငွေယူထားနောက်မှတဖြည်းဖြည်းဆက်လို့ပြောတာပဲဖြစ်ဖြစ်ဘလို့နည်းနဲ့ဖြစ်ဖြစ်အိမ်ရဖို့ငွေတွေသူ့အလိုလိုဝင်လာလိမ့်မယ်အလုပ်တွေအဆင်ပြေသွားတာငွေလဲပတ်သွားတာရစရာရှိတဲ့ငွေတွေရလာတာမျိုးတွေကြောင့်လဲအိမ်ဆောက်နိုင်တာမျိုးတွေကြုံရတတ်တယ်အဲ့ဒီတော့ဘယ်နည်းနံဖွာလီတွေလဲဆိုတော့တနင်္ဂနွေဗုဒ္ဓဟူးကြာသပတေးနဲ့အင်္ဂါသားသမီးတွေပဲဖြစ်ပါတယ်ဒီနည်းနံဖွာလီဟုကတော့ဒီ2025ကုန်2026အစပိုင်းမှာပဲအိမ်တလုံးလက်ခံပိုင်ဆိုင်ရရှိပါလိမ့်မယ်အဲ့ဒီတော့လက်ခံယူပေးပါဒါကအတိတ်နမိတ်ကောင်းဖြစ်ပါတယ်ဒါနဲ့ဆရာရဲ့ TikTok အကောင့်ကို follow လုပ်ထားခဲ့ဘူးမမေ့နဲ့